အဖြစ်မဲ့သောပန်းဖို့ထူခြင်းပြာကန်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေတယ်။နေရန်ဒီမှာထူဆန်းပြီးလှပလွန်တဲ့ပန်းချီကားတွေပန်းဖို့ရုပ်ဒီခင်းချင်းခါတယ်။ဒီပြာကန်ရဲ့ပိုင်ရှင်ကိုရန်ကသူ့ရဲ့ရုံးခန်းထဲမှာစကြင်ကြောက်ရုပ်တုတစ်ခုကိုပုံဖော်နေတယ်။သူ့မျက်နှာမှာအဖြုံးတစ်ခုကကပ်ပါနေပြီးမဲ့မျက်လုံးတွေကတော့မောင်မိုက်နေတယ်။လူတွေကအရာရာကိုအပြည့်စုံလှပနေစေခြင်းကြတယ်။ဒါပေမဲ့တကယ်အလှတရားဆိုတာမပြည့်စုံမှုထဲမှာပုံကွယ်နေတာ။ကျွန်တော်ကအဲ့ဒီမပြည့်စုံမှုကိုပြည့်စုံအောင်ဖန်တီးပေးခြင်းတာသူ့လက်ထဲကကိရိယာလေးနဲ့စကြင်ကြောက်ကိုညင်းသားစွာထူစစ်နေတယ်ထူစစ်နေတာကတော့မင်းကလေးတယောက်ရဲ့မျက်နှာပုံစံဒါပေမဲ့မျက်လုံးနေရာမှာတော့မှောင်မဲနေတဲ့လိုင်ကောင်းကြီးနှစ်ခုပဲရှိတယ်ပြီးတော့ရုပ်တုရဲ့လေပင်နားမှာတင်းငယ်တဲ့သွေးစွန်းရာလေးတစ်ခုကိုလည်းတမင်တကာထွင်းထုထားတယ်တီတာဆိုတဲ့အလုတ်သိမ်လေးတယောက်ဟာပြကန်ရဲ့ရှေ့မှာခဏတာရက်ပြီးငေးမောကြည့်နေတယ်သူမရဲ့မျက်လုံးတွေကစူးစမ်းလိုစိတ်အပြည့်နဲ့တောက်ပါနေတယ်သူမဒီပြကန်းမှာအလုပ်လုပ်ရတာကိုဂုဏ်ယူတယ်။ကိုရန်ကတကယ်ကိုထူးဆန်းတဲ့လူပဲ။သူ့အမှုပညာတွေကလည်းထူးဆန်းတယ်။ဒါပေမဲ့အဲ့ဒီထူးဆန်းမှုထဲမှာတစ်ခုခုပုံကွယ်နေတယ်လို့ပဲ။သူမပြကန်းလေးကိုမြင်သွားတယ်။ကိုရန်ကသူမကိုမြင်တော့နှွေးထွေးစွာပြုံးပြတယ်။ကိုရန်တီတာလာပါအောင်ဒီနေ့တော့ကိုရဲ့လက်ရအသစ်ကိုပြချင်တယ်။တီတာဟုတ်ကဲ့ကိုရန်ဗာများလဲဟင်ကိုရန်ကသူမကိုအပေါ်တက်ကပိတ်ထားတဲ့အခန်းတစ်ခုစီခေါ်သွားတယ်။အဲ့ဒီအခန်းရဲ့တကားမှာပိုင်ရှင်သားဝင်ရလို့ရေးထားတယ်။အခန်းထဲမှာအနုပညာလက်ရတွေအများကြီးရှိနေတယ်။ဒါပေမဲ့တီတာမီလက်ရတဲ့မြင်ကွင်းကသူမကိုတုံလို့သွားစေရဲ့။အခန်းရဲ့အလဲမှာကျန်းတန်းစွာတပ်ဖြတ်ခံထားတဲ့မိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ကပန်းပုရုပ်တလို့ထိုင်းနေတယ်။မျက်လုံးတွေကမေးဆင်းနေပြီးမျက်နှာမှာတော့တောက်ပနေတဲ့ဆွေးရောင်စုံလေးနဲ့ပန်းချီဆွဲထားတယ်။လဲဘင်းမှာတော့သွေးတွေကစီးကျနေတော့မယ်။သူမလက်ထဲမှာတော့မျက်စိနှစ်ဖက်မရှိတဲ့ရုပ်တုခေါင်းတစ်ခုကိုကင်ထားခိုင်းတယ်။ကိုရန်တီတာကိုစိုက်ကြည့်ရင်လည်းလှတယ်မဟုတ်လားတီတာဒါကကိုရဲ့အကောင်းဆုံးလက်ရာသူမကအခုမှတကယ်ကိုပြည့်စုံသွားတာတီတာခြေထောက်တွေတုံညီနေတယ်သူမဒီကနေထပြီးချင်ပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးကကြောက်ရွံ့တယ်လို့ခင်းနေတယ်ကိုရန်ဘာလို့ဒီလောက်ကြောက်နေတာလဲအလှတရားဆိုတာကြောက်เสียမလို့ပါဘူးသူမဘေးနားကခုံးပေါ်မှာသွေးစွန်းနေတဲ့ခွဲစိတ်ကိရိယာတွေနဲ့ဓားတွေကိုစီစီတင်ထားတာကိုတွေ့ရတယ်ပြီးတော့တေးသေးချာချာခောက်ထားတဲ့စာရွက်တစ်လက်ကိုလည်းတွေ့လိုက်တယ်။အဲ့ဒီစာရွက်ပေါ်မှာရေးထားတာကတခါတလေကြတော့လေအမှန်တရားဆိုတာမြင်ရတာထက်စမ်းတဝါဝါနဲ့ခံစားရတာကပိုပြီးထိုက်လန့်ဖို့ကောင်းတယ်။တီတာသူမရှိမှမြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံနိုင်အောင်ဖြစ်နေရပြီ။ကိုရန်ဒါကဘာကြီးလဲခမရဘာဒီလုတ်ထားတာလဲ။ရှူတီတာအနုပညာကိုအော်ဟစ်ပြီးမစော်ကားပါနဲ့။သူမကိုကြည်စမ်းအသက်ရှိတုန်းကထက်အခုမှတကယ်ကိုငင်းတက်မွညက်သွားတာသူမရဲ့မျက်လုံးတွေကအပေါ်ပဲဒါကြောင့်ကိုကဖယ်ထုတ်ပေးလိုက်တာအခုဆိုသူမကအမောင်ထုတ်ရဲ့ဘရင်မှဖွဲ့သွားပြီအဲ့ဒီအချိန်မှာပဲအောက်ထက်ကပြာကန်းတကားကိုတစုံတစ်ယောက်ကလာခောက်တယ်စုံတဲ့ဝေယံသူကဒီပြာခန်းရဲ့အလှတရားတွေနောက်ကပုတ်စော်နာနေတဲ့အနံ့တစ်ခုကိုရနေတယ်တောက်ကိုရန်ရှိလားကျွန်တော်စုံတဲ့ဝေယံပါခမည်းနဲ့ခဏလောက်စကားပြောချင်လို့ကိုရန်ကတီတာရဲ့ပါဇက်ကိုလက်နဲ့အတင်းအောင်လိုက်တယ်အတန်တစ်ချက်ထွက်မိလိုက်မင်းရဲ့မျက်လုံးလှလောက်တွေကိုငါအခုချက်ချင်းစုဆောင်ပေးမယ်ညီညီလေးနေကိုရန်ကတီတာကိုဖြီတူတဲ့အတင်းသွန်းထည့်ပြီးတွက်ခတ်လိုက်တယ်ပြီးတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးမျက်နှာကိုပြင်းလိုက်ပြီးအောက်ထက်ကိုဆင်းသွားတယ်ခမည်းရဲ့ပြာကန်းကတော်တော်လေးအေးဆက်နေတာပဲနော်ကိုရန်အပေါ်ထက်မှာတယောက်ရှိနေတယ်လို့ပဲကိုရန်အော်အလုတ်တင်လေးတယောက်ရှိပါတယ်ဆုံတဲ့သူမကအနုပညာကိုအရန်စိတ်ဝင်စားလို့အလုတ်ထဲနစ်နေတာပါဝူဖြီတူတဲ့ကတီးတာအတင်းရွန်ကန်ဒီအတန်ပေးဖို့ကိုးစားနေတဲ့အတန်တက်သေးကြီးဆုံတဲ့ဝေယံတီးတာရဲ့အချက်ပေးတံကိုကြားနိုင်ပါမလားကိုရန်ကတော့သူ့ရဲ့ဒုတိယလက်ရာအဖြစ်တီးတာကိုအဆုံးသတ်ပြင်ပါလားနောက်တဲ့အပိုင်းနှစ်မှာဆက်လက်ဖော်ပြပေးပါမယ်နော်